ကဲ hello အားလုံးပဲမင်္ဂလာပါเนาะကဲအခုကျွန်တော်လာပြပေးမယ့်ဖုန်းကတော့ Redmi Note 14 Pro Plus ထဲပါเนาะအဲ့မှာဒီကောင်လေးဆိုရင် Redmi Note 14 Pro ပေါ့เนาะဒီကောင်လေးဆိုရင် Note 13 Pro Plus ထဲပါเนาะပြီးတော့ဒီကောင်လေးဆိုရင်အဲ့မှာ Redmi Turbo 3ထဲပါเนาะအဲ့မှာဒီကောင်လေးဆိုရင်သူကစိတ်နှုတ်1000ကျော်နဲ့ရပါမယ် RAM 1256တော့ဒီကောင်လေးရဲ့ game ဆိုပုံစံတဲ့တွေအရင်ကြိုက်တယ်ဆိုရင်အဲ့မှာဒီကောင်လေးလာယူလိုက်မှာ1000ကျော်နဲ့ရပါမယ်เนาะဒီကောင်ဖြစ်နေဒီကောင်လေးဆိုရင်လည်းသူကအဲ့ဟောင်းလေးအကုန်လုံး scan တွေပဲเนาะ Redmi Note 14 Pro Plus ထဲ scan အရင်ရှားပါเนาะဒီကောင်လေးဆိုရင် scan အလုံးတားပြထားပါเนาะသူက RAM 7512 GB ပါเนาะစင်တို့ဒီကောင်လေးဆိုရင်လည်းသူက1000ကျော်2000ဝန်းကျင်တော့ပဲရှိမှာဒီကောင်လေးဆိုရင်လည်း1000ကျော်နဲ့ရပါမယ်เนาะ RAM 1256ထဲပါเนาะအမဲရောင်တစ်လုံးရှိပါမယ်ဒီကောင်ဆိုရင်တစ်မျိုးတစ်လုံးလည်းရှိပါမယ်เนาะဒီကောင်လေးဆိုရင်လည်း1000ကျော်နဲ့ရပါမယ်เนาะ Redmi Note 13 Pro Plus ထဲပါเนาะအကုန်လုံးဒီကောင်လေးဆိုရင်1000ကျော်လေးပါเนาะအဲ့မှာအရာလေးကိုမှလည်း game soda ကြတဲ့လူတွေအတွက်ဆိုရင်လာယူသွားလိုက်ပါเนาะဦးတူလာယူလိုက်ရပါတော့တမျိုးထွာတစ်လုံးဆိုရင်တစ်မျိုးတစ်လုံးပဲရှိထားပါနော်အဲ့မှာနော်အရာလေးကိုမိုက်ပါတယ်ကျမပိုင်းအကုန်လုံး share မိုက်ပါနော်အလုံးတန်နေရပါတော့အနာစာဘာမှမရှိပါဘူးနော်ယုံစိတ်ချစွာတုံးလို့ရပါတယ်နော်ဝယ် BG ဘက်မှာဝယ်ယူအားပေးရှိတယ်ဆိုရင်လည်းယုံကြည်ချက်စွာနဲ့ဝယ်ယူအားပေးလို့ရပါတယ်နော်ကျွန်တော်တို့အကုန်ပို့ပေးပါတယ်နော်ဒါမှမန်ခုံးနဲ့နော်ဒီကောင်မန်ခုံးမှပေါ်လဲပွဲဒီကောင်ဆိုမန်ခုံးမှပေါ်လဲပွဲဒီတော့မန်ခုံးမှပေါ်လဲပွဲပါနော်ဒီကောင်လေးရှိရင်လည်းသူကမန်ခုံးမို့ပဲမန်ပေါ်လဲပွဲတရားပါနော်အရာလေးကိုမိုက်ပါတယ်နော်အဲ့မှာမဲဆက်တွေလာခဲ့ပါတမျိုးဆိုတစ်လုံးတည်းပဲရှိပါတယ်เนาะကျွန်တော်ဖုန်းနံပါတ်တွေတင်ထားပေးရမယ်ကျွန်တော်ဖုန်းကိုဆက်ပြီးတော့မြင်လာလို့ရမယ်ကျွန်တော်ကျွန်တော် WeChat account ကိုအပ်ပြီးပြောလာလို့ရပါတယ်เนาะဟိုကျွန်တော်တို့ account ထဲမှာလည်းပြောလာလို့ရရ follow ပြီးတော့ပြောလာခဲ့ပါเนาะအားလုံးပဲကျေးဇူးပါ